How to create a black faded ဒီနေ့ဗီဒီယိုမှာတော့အခုလိုမျိုးဗီဒီယိုထဲမှာဖြစ်ဖြစ်ဓာတ်ပုံထဲမှာဖြစ်ဖြစ်ကျွန်တော်ဒီဇိုင်းထဲမှာဖြစ်ဖြစ်ပေါ့နော်စလုံးတွေရဲ့အောက်မှာကျွန်တော်ဒီ black fader ထည့်တဲ့ effect ပုံစံမျိုးလေးကိုကျွန်တော် Premiere Pro ထဲမှာ Photoshop ထဲမှာလုပ်ပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကျွန်တော် Premiere Pro ထဲမှာကျွန်တော်ဒီ footage လေးထည့်ထားတယ်ပေါ့နော်။ကျွန်တော် save margin လေးဖွင့်လိုက်မယ်။စာလေးရိုက်လိုက်မယ်။ပြီးတော့ကျွန်တော်ဒီမှာနေရာလေးနည်းနည်းအနည်းငယ်လေးချလိုက်မယ်ပေါ့နော်။ကဲအဲ့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာစာသားကိုကြည့်ရတဲ့ feeling ကဒါဒီ footage မဟုတ်လို့တိတ်မတိတာပေါ့နော်ဒုံးတီဖြစ်နေရပေါ့နော်စာသားရဲ့အနောက်မှာပေါ့ကျွန်တော် black fader လေးထည့်ခြင်းအတွက်ကြောင့်မလို့အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီမှာ project panel ကိုတွားလိုက်ပါ project panel မှာကျွန်တော်တို့ဒီ new item လေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ black video ဆိုတဲ့ဒီကောင်လေးကိုနှိပ်လိုက်ပါပေါ့နော်ပြီး okay နှိပ်လိုက်ပါပြီးရင်ဟုတ်ပြီကျွန်တော်ဒီ layer ကိုပေါ်တင်မယ် black video clip လေးကိုဒီ timeline တွေကိုဆွတ်ထည့်လိုက်မယ်ပေါ့ timeline တွေကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ object map တို့ဒီ category မှာပဲပေါ့နော်ဒီကောင်ကိုဖိထားလိုက်ပါအခုလုံးမဲ့ technique ကကြတော့ပြောရရင် masking လုံးပါပေါ့နော်ဒီ black video ဖြစ်ကို masking ပြုလို့ဖြစ်တော့တကြမို့ဒီ rectangle mesh tool လေးကိုတစ်ချက်နှိပ်လိုက်ပါကဲပြီးတော့ကျွန်တော်ဒီမှာ rectangle shape လေးဆွဲမယ်ပေါ့နော် rectangle shape လေးကိုကျွန်တော်က okay ဒီနားလောက်ပါပဲဒီစအောက်မှာပဲလုံးဝတွေ့ကြမလို့ဒီလောက်နေထားမှာအဆင်ပြေတယ်ဟုတ်ပြီပြီးတော့ကျွန်တော်ဒီကောင်းကိုပဲ select ရေး fast control မှာကျွန်တော် unassignment ဆိုတဲ့အောက်မှာ rectangle mesh ဆိုတဲ့ကောင်လေးဝင်သွားပြီပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်ထောက် select ပြီးလို့ရှိရင်ကျွန်တော်ဖိဆွဲပြီးကျွန်တော် opacity တွေကိုထည့်လိုက်ပါ opacity တွေကိုရောက်ပြီဆိုလို့ရှိရင်တော့ filter ကိုလိုချင်တယ်လို့ညှိလိုက်ပေါ့နော်ကျွန်တော်ဒီလောက်ပမာဏဆိုအဆင်ပြေပြီပြီးရင်တော့ကျွန်တော် opacity လေးကိုပလေး show လိုက်မယ်ကျွန်တော်ဒီမှာ fade font လေးလုပ်ပြရပါပေါ့နော် before after ကဲဒါဆိုရင်တော့ကျွန်တော် Premiere Pro ထဲမှာ black fader လေးရသွားပြီပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ Photoshop တွေကိုဆက်သွားမယ်ပေါ့နော်။ကဲကျွန်တော်တို့ဒီမှာ Photoshop တွေကိုရောက်ပြီဆိုတော့ Photoshop ထဲမှာကျွန်တော်ဒီနေ့အသုံးပြုမဲ့ model ထည့်ထားတယ်ပေါ့နော်။ရုံဆုံးနေနဲ့ကျွန်တော်ဒီမှာ solid background လေးတစ်ခုထည့်လိုက်မယ်။နိုင်အောင်လေးပဲထည့်လိုက်မယ်။ကျွန်တော်အနေနဲ့ကျွန်တော်လုပ်ချင်တဲ့ပုံစံ Premiere Pro ထဲမှာလိုပဲပေါ့နော်။ကျွန်တော်ဒီအောက်မှာစာလေးရိုက်ချင်တယ်ပေါ့။ဒီလိုလေးထားခြင်းတယ်ပေါ့ဒီတိုင်းဆိုကျွန်တော်တို့မှာကြည့်လို့အဆင်ပြေလားမပြေဘူးပေါ့ဒုံးလီဖြစ်နေရပေါ့နော်ကျွန်တော်ကြည့်ရတာရဘလို့မှကိုလိုကန်လိုက်အဆင်မပြေဘူးပေါ့နော်စာသားလေးရကိုတစ်ချက် off လိုက်မယ်ဒီ model ရဲ့နောက်က solid background ကျွန်တော် color လေးပြင်ချင်းခြင်းတယ်ဗျာခဲလေးထားလိုက်မယ်ပေါ့နော်ပိုကြွသွားတာပေါ့နော်လူကနောက်တစ်ဆက်မှာကျွန်တော်ဒီ model layer ကိုပဲ select ပြီးတော့ကျွန်တော် layer map လေးကောက်အုပ်ပေးလိုက်ပါ layer map ကောက်အုပ်ပြီးလို့ရှိရင်အများစုလုပ်လို့ရရှိတဲ့ပုံစံက fade up ပုံစံမျိုးလေးဖန်တီးခြင်းတဲ့အတွက်ကြောင့်မလို့ shortcut B နဲ့လိုမျိုးလုပ်ကြရတယ်ပေါ့အဲ့ဒါလေးကတိတ်ပြီးတော့ realistic တိတ်မဖြစ်ဘူးပေါ့နော်ဒါအများစုလုပ်လို့ရှိတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်အဲ့ထက်ပိုကောင်းတဲ့နည်းလမ်းလေးတစ်ခု tip လေးကျွန်တော်ပြပြပေးချင်ပါတယ် keyboard က shortcut G နှိပ်လိုက်ပါဟုတ်ပြီကျွန်တော် gradient tool ရပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ basic မှာကျွန်တော်ဒီ transparent ဖြစ်တဲ့ဒီကောင်လေးကိုရွေးလိုက်ပါ keyboard က8ကိုဖိတစ်ချက်ထောက်ဖိဆွဲတစ်ချက်ထောက်ဖိဆွဲဒါကိုလို့ချင်တဲ့နေရာလေးပဲเนาะပြန်ပြမယ်เนาะ keyboard က8ကိုဖိကိုလို့ချင်တဲ့နေရာလေးကိုတစ်ချက်ထောက်ဖိဆွဲဒါဆိုတေးတက်တဲ့ပုံစံမျိုးလေးဖြစ်သွားပြီပေါ့နော်ကျွန်တော်ခုနကတော့ထည့်လိုက်တဲ့စာလုံးကိုပြန်ဖွင့်လိုက်မယ်ထားပါတော့ကျွန်တော်ဒီလိုပုံစံမျိုးလေးထားကြတယ်ရှင်းပြမယ်ပေါ့နော်ဒီ layer ကိုပဲ before after ကဲဒီနေ့ tutorial လေးကတော့ဒီလောက်ပါပဲပေါ့နော်အားလုံးမဆုံးဖြတ်ကြည့်ပေးကြအောင်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကျွန်တော်နောက်နေ့ဗီဒီယိုများမှာပြန်လည်တွေ့ဆုံကြပါမယ်